ဆော်ဒီနဲ့ပတ်သက်ပြီးတော့ဘရူနိုဖာနန်ဒက်ရဲ့ဆုံးဖြတ်ချက်ကြောင့်မန်ချက်စတာယူနိုက်တက်ရဲ့ပေးချက်တွေအတဲခိုက်နေရအားလုံးပဲမင်္ဂလာပါဗျဖွတ်ဘောဟန်ဖမ်လီမှနေပြန်နေပြီးတော့ကြိုဆိုလိုက်ပဲကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့မန်ချက်စတာယူနိုက်တက်ရဲ့ကပ်ပရင်ဖြစ်တဲ့ဘရူနိုဖာနန်ဒက်ဟာဆိုရင်တော့ဆော်ဒီကလပ်ရဲ့မွေပုံကြီးကိုကြော်ခိုင်းပြီးတော့အိုထွက်ဖို့မှာပဲဆက်ပြီးတော့နေဖို့အတွက်အစီအစဉ်တွေရှိနေပါရဲ့ဗျအရင်တော့ဆိုရင်တော့ကလပ်ကသူ့ကိုရောင်းချခြင်းနေရလို့ဘရူနိုကိုတိုင်ကကိုပဲထင်ကြီးပေးခဲ့ပြီးတော့ယခုမှဆိုရင်တော့အခြေအနေကပြောင်းပြန်ဖြစ်သွားခဲ့တာပါအထူးသဖြင့်ကာရီရဲ့လက်ထက်မှာဆိုရင်တော့အတင်းရရလက်တွေကပြန်ကောင်းလာပြီးတော့အဆင့်လေးနေရာကိုအပိုင်စီရရှိထားခဲ့ရကြောင်းဘရူနိုတယောက်မျက်နှာပွင့်ပြီးတော့ကျတော့ပျော်ရွှင်နေတာပါဘရူနိုနဲ့ကာရီတို့ကြားမှာဆိုရင်တော့တကယ်ကောင်းတဲ့ဆက်ဆံရေးမျိုးတွေလည်းရှိပြီးတော့ဘရူနိုကလည်းအတင်းရဲ့လက်ရှိအခြေအနေပေါ်အရန်ကိုပဲအကောင်းမြင်နေရပါတကယ်လို့မန်ချက်စတာယူနိုက်တက်ကချန်ပီယံလိဝင်ခွင့်ရသွားခဲ့ရင်တော့ဘရူနိုဖာနန်ဒက်ဟာဆိုရင်တော့နောက်ဆုံးရာဒီမှာအိုထရက်ဖို့ကွင်းထဲမှာဆိုရင်တော့လက်ဝှေ့ရမ်းပြနေတာကိုဆက်ပြီးတော့ကျွန်တော်တို့ဂျင်းဒီပေါင်မြင်နေရပါအောင်မယ်ဗျာယူနိုက်တက်ဘက်ကလည်းကက်စမဲတို့ကယာဒီကုံမှာဆိုရင်တော့ထွက်ခွာသွားတော့မှဖြစ်တယ်လို့ဦးကာတေးကလည်းမျှော်လင့်ထားတဲ့လောက်ဖြစ်မလာတာကြောင့်ဘရူနိုလိုအတင်းကောင်းဆောင်မျိုးကိုလက်လွတ်ဖို့လုံးဝအစီအစဉ်မရှိပါဘူးမေဆင်မောက်ဟာဆိုရင်လည်းစီးယုံနဲ့အိမ်နဲ့အကူတန်းတွေပဲလုံနေရကြောင်းဘရူနိုဒါမရှိဘူးဆိုရင်လည်းယူနိုက်တက်ရဲ့ကွင်းလေရာဆိုရင်တော့ဟာလာဟင်းလင်းကြီးကိုပဲဖြစ်သွားမှတီးကြပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ